တောက်ရညအတွက်ကျွန်တော်ရွေးချက်ပေးနေတဲ့ပွဲကတော့ AC နဲ့ Susi တဲ့ပွဲဖြစ်ပါတယ်ခင်ဗျာနော်ဒီပွဲမှာတော့ဒီအသင်းနှစ်သင်းရဲ့တွေ့ဆုံမှုမှာပထမဆုံးတွေ့မိတာကတော့ကျွန်တော်ဒီလူစင်းအားလာချက်မှာက Susi တက်ကအများကြီးတာတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကုဘူရှိမယ်ဂျပန်တောင်ကစားမှာကုဘူရှိမယ်လက်ဝင်ရဆိုရင်ကူတက်စ်လို့ရှိမယ်ပြီးရင်တိုက်စစ်ဆိုရင်ဒါ Oraza ပဲကံမှာပေါ့နော်စပိန်လေဝင်းစင်လက်ရှိလေဝင်းစင်တိုက်စစ်မှုဖြစ်တော့နော်ဆိုတော့ဒီ Susi တဲ့လူစင်းကလည်းတန်း200နီးပါးရှိပြီးတော့လူစင်းက AC တက်ဆိုင်ဗျာအများကြီးဒါအားသာတွေ့ရပါဘောနော် AC ရောတန်းတဲ့အသင်းဖြစ်ပေမဲ့တန်းတဲ့အသင်းဖြစ်ပေမဲ့ဒီရှိရလူစုဖွဲ့မှုနဲ့ဟိုအချိန်ကြီးကောင်းတယ်ရာသီစမှာခြေစွမ်းပိုင်းကြီးကောင်းတယ်အရင်ကောင်းပြီးတော့သူဒီနောက်ဆုံးဒီ3ပွဲ4ပွဲဆက်မှာကသေ2ပွဲနဲ့ရှုံးပွဲ1ပွဲလားမသိဘူးပေါ့နော်အဲ့လိုမျိုးသူနိုင်ပွဲ1ပွဲရဖို့နဲ့ပြန်ပြီးတော့ရုံးကန်နေရပုံစံမျိုးတော့ရှိတယ်ဒါပေမဲ့လေ AC ကကျွန်တော်ရှော့မတွေ့ဘူးဘာလို့လဲဆိုတော့သူ့ရဲ့ဒီကန်ခဲ့ရဲ့နောက်ဆုံးပြဒီ4ပွဲ5ပွဲတွေကိုကျွန်တော်ဘုံလုံးပိုက်ဆိုင်မှုပေါ့နော်ဒီကစားရကွက်တင်းဝေါ့ကိုပြန်ကြည့်ရဲ့အချိန်မှာ highlight တွေပြီးရင်လိုရတဲ့ minute ပိုင်းတွေကျော်ဆွဲကြည့်ပေါ့နော်တိုက်စစ်မှုတွေအဓိကသူ့ရဲ့ဒီအားသာချက်ကဒီကွင်းလေဆန်နာမီဖီဖြစ်တယ်ပေါ့နော်ဒီ feedback ကစားတဲ့feedback ဆိုတဲ့ကစားမှာအရင်ကောင်းတယ်သူ့အတန်ကြီးအောင်သိမရှိဘူးဒါပေမဲ့ feedback ရဲ့လောအားနှုံးကဒီ Paris Saint-Germain ရဲ့ဒီ Ferdinand ညာလို့ပါလို့မျိုးပေးဖို့မှုတွေကောင်းတယ်ပြီးရင်တိုက်စစ်ကမီဝါခြေစွမ်းပြနေတယ်အရင်က CP လာမှာကန်ခဲ့တဲ့မီဝါနဲ့ဒီနောက် live 0ဘာလို့မှကန်ခဲ့တဲ့ Silva ပေါ့နော် MVC ပါဖြစ်တယ်သူတို့တွေကခြေစွမ်းပြန်ပြနေတာဖြစ်တဲ့အတွက်အရင်တော့မကောင်းနေတယ်ဒီအသင်းတန်းတဲ့အသင်းမှာခြေစွမ်းပြန်ပြနေတာဖြစ်တဲ့အတွက် HG ရဲ့ကွင်းလည်နဲ့ဒီတိုက်စစ်ရှေ့ဆက်ပြီးတော့ဒါဂိုးသွင်းမှုတွေကိုတွေ့ရတယ်ပေါ့နော်ဘာစီလိုနာကိုလည်းဒါဂိုးသွင်းနိုင်တာတွေ့ရတယ်ဂိုးပေါက်ချင်းချောင်းနိုင်တာတွေ့ရတယ်ဆိုတော့ဆူစီတက်ကိုလည်းဒါဟာဂိုးပေါက်ချင်းချောင်းနိုင်တယ်ဆိုတာကဒါတွေ့လို့ရတယ်ပေါ့နော်ဆူစီတက်ကဒီရာစီမှာအရင်ကြီးပြအရင်ကျန်းနေတဲ့အသင်းမဟုတ်ဘူးလို့ပြောလို့ရတယ်အဲ့လိုပြောလို့ရတဲ့အတူပဲဒီပေးထားတဲ့အချုပ်ပေးမှုကြည့်ချင်းအဖြစ်ဒါတိတာတယ်ပေါ့နော်ဒဲဝင်းကျင်ပေးထားတယ်ဒါဒဲဝင်းကျင်ဆိုတဲ့အနေအထားကဒါမမျှတော့ဘူးဘာလို့လဲဆိုတော့ဆူစီတက်ဆိုတာကအဆင့်9-6ခွန်ဝင်းကျင်မှာဒါကြီးနေရှိနေရမယ်အသင်းဖြစ်တယ်ပေါ့နော်ပြီးခဲ့တဲ့ရာသီတွေမှာလည်းအဲ့လိုအနေအထားမှာရှိခဲ့တဲ့အသင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့တန်တက် HG အသင်းနဲ့တွေ့ဆုံမှုမှာကပေရှုံးအနေဆုံးပေးရမယ်ဒါမှမဟုတ်လည်း1 plus 50ပုံမှန်ဆိုပြဒါ1 plus 30 40ပေးရမှာဖြစ်တယ်ဒါပေမဲ့လေ HG ရဲ့ဒီတန်တက်လာရဲ့အသင်းနဲ့မတူအောင်ခြေစွမ်းအရင်ကောင်းမွန်နေရဖြစ်တဲ့အတွက်တေရှုံးမပြောနိုင်ဗျာ level 50အောင်မပေးရပဲနဲ့ဒါဝင်းရင်ပေါက်နေပေါ့နော်ဆိုတော့ဒီဈေးကွက်အကြော်ပေးမှုမှာကကျွန်တော်အနေနဲ့အသာစီးဟိုလူစင်းပူတာနဲ့စူစီတောက်ကျွန်တော်မရွေးဘူးဘာလို့လဲဆိုတော့လူစင်းတာတိုင်းလဲဗျာနော်လူစင်းတာတိုင်းလဲဒါအသင်းကအဆင်မပြေဘူးဘရာဇီးလိုပေါ့ဗျာနော်ဥပမာနော်ဘရာဇီးနဲ့အာဂျင်တီးနားဆိုရင်ဒါဘရာဇီးလူစင်းကတယောက်ချင်းတနေရာချင်းစီမှာအများကြီးအဆင်ရှိတယ်ဒါပေမဲ့အာဂျင်တီးနားတေးဝါပိုကောင်းတဲ့အတွက်ဒါကျွန်တော်ဒီအာဂျင်တီးနားနဲ့ဘရာဇီးအတွေ့မှာအာဂျင်တီးနားနိုင်ရရှိတယ်ဆိုတော့အဲ့လိုပုံစံမျိုးပဲဒီနေ့မှာဆူစီတက်လူစင်းနဲ့အနေငယ်အသာစီးရနေဆိုပေမဲ့ဒါ HC ရဲ့ကစားသမားတွေကလည်းဗျာ market မှာဒါဈေးကအားနေနေတာတက်တဲ့အသင်းနဲ့ဖြစ်တယ်အဲ့တော့ဒီ market ပေါက်ဈေးသာအားနေနေတာဒါပေမဲ့သူတို့ရဲ့ quality က short တက်လို့မရဘူးနော်နီးပြလည်းကောင်းမွန်လာဖြစ်တဲ့အတွက်ကျွန်တော် HC နိုင်ရတော့လို့ကျွန်တော်မြင်နေတယ်ပေါ့နော်ဂိုးပေါင်းဈေးကတော့အမှန်ဆိုရင်ဒါက2 minus 20 30ဝန်းကျင်ထွက်တဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းဆူစီတက်ကဒါ quality စားမိုင်းအများကြီးရှိတယ်အချိန်မီအများကြီးကိုဖြစ်ပြောင်းလဲနိုင်တဲ့ကုဘိုတို့ကူတက်စ်တို့ Oraza ပဲလို့ရှိမယ်ပြီး HC ကလည်းတိုက်စစ်ပိုင်းမှာက short တက်လို့မရတဲ့အပြင်တကိုးရဖို့ကျင်းနေတဲ့အပြင်ဖြစ်နေတဲ့အတွက်နှလုံး45ပါရှုံးဆိုရဂိုးပေါင်းဈေးကတော့မှန်ပါတယ်ဂိုးပေါင်းဈေးကိုရွေးချယ်ရမယ်ဆိုတော့ဂိုးပေါင်းအပေါ်ဘက်ကိုကြိုက်တယ်ပေါ့နော်ဒါပေမဲ့လည်းနှစ်ကွက်တွေကတစ်ကွက်ပဲရွေးချယ်နေမယ်ဆိုရင်တော့ကျွန်တော် HC body ပဲကြိုက်ပါတယ်ခင်ဗျာနော် brother ကိုအမှုကျွန်တော်ရွေးချယ်မှုက HC body ဒီကြောင်းနဲ့ဖြစ်ပါတယ် brother ကိုအချိုက်ရင်းမြင်တူပါဆော့ပါခင်ဗျာနော်ကျွန်တော်နောက်ထပ်ရွေးချယ်မှုတွေကို Telegram channel မှာတင်ပေးထားပါတယ် channel တို့ဒီ comment မှာ link ရှိပါတယ်ခင်ဗျာနော် brother ကို join ထားလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်မြင်ကိုရင်းဖြစ်ပါခင်ဗျာ